ဒီနေ့ဗီဒီယိုလေးမှာကျွန်တော်တို့ masking ကဒီဓာတ်ပုံပြတဲ့နေရာမှာအရေးပါတဲ့ကဏ္ဍဟုတ်လားမဟုတ်လားဆိုတာလေးကိုကျွန်တော်ပုံနဲ့တကွာကျွန်တော်ရှင်းပြတော့မှာဖြစ်ပါတယ်ကျွန်တော်အရင်ဆုံးပထမဆုံးကျွန်တော်ဒီ masking နဲ့ဝင်တဲ့ခါကျရင်ကျွန်တော်ဒီမှာဒီပုံလေးတော့ကျွန်တော် masking ကင်ထားပြီးသားလေးပေါ့နော်ဒီ masking ပါတာနဲ့မပါတာကွာခြားချက်ကိုကျွန်တော်ဒီ masking ပိတ်ဖွင့်နဲ့ကျွန်တော်ပြပါမယ် okay ကျွန်တော်ဒီမှာဘယ်လောက်ကွာလဲဆိုတာဒီအမြင်နဲ့တင်ကြည့်လို့ရပါတယ်ကျွန်တော်ဒီ masking တစ်ခုကင်တဲ့ခါမှာကျွန်တော်နေနဲ့ဘယ်လိုကင်လဲဆိုရင်ကျွန်တော်ဓာတ်ပုံပြင်လို့ပြီးပြီဆိုရင်ဒီမှာကျွန်တော်ဒီညခုံးမွေး masking တစ်ခုကင်တယ်ဒီညက်သားပေါ့နော်ညက်လုံးရဲ့အဖြူအသားလေးကိုကျွန်တော်ကင်တယ်ဒီပြီးညက်ဆန်လေးတွေကိုကျွန်တော်တောက်ပမှုတွေပါညာနဲ့ကျွန်တော်ပြန်ကင်တယ်နှာခမ်းကိုကျွန်တော်တက်တစ်ခုပြန် masking ခွဲတယ်ပြီးရင်ကျွန်တော်ဒီစပင်ကိုကျွန်တော်တို့ကိုလိုချင်တဲ့ပုံစံအနေထားပေါ့နော်ဒီလင်းမောင် highlight လေးထည့်တာပါညာအကုန်လုံးဒီစပင်တက်ပြန်ခွဲတယ်ပြီးကျွန်တော်တို့အင်ဂျီလေးကိုကျွန်တော် masking တစ်ခုအနေနဲ့ပြန်ခွဲပါတယ်ပြီးရင်ကျွန်တော်တို့ဒီ facial skin နဲ့ကျွန်တော်တို့ရှေ့ဗီဒီယိုတွေမှာကျွန်တော်ပြထားတဲ့ facial skin နဲ့ body skin ကိုကျွန်တော်ပေါင်းပြီးမှတစ်ခုပြန်မှာနော် masking တစ်ခုပေါင်းပြီးခွဲလိုက်တယ်ပြီးရင်ကျွန်တော် background ကိုတက်ပြန်ခွဲတယ်နည်းနည်းလေးမှောင်မယ်ပြန်ညှိတယ်ပေါ့နော်လိုဖို့ shot လေးပေါ့နော်လိုအပ်လို့လေးတုံးတယ်ပြီးရင်ကျွန်တော်တို့ final အနေနဲ့ပြန်ပြီးမှတကူလုံး full body ကိုကျွန်တော် subject လေးအနေနဲ့ပြန် masking ပြန်ကင်တယ် okay အဲ့ဆိုရင်တော့ကျွန်တော်ဒီလိုပေါ့နော် perfect ဖြစ်တဲ့ပုံတစ်ပုံကိုကျွန်တော်တို့ရမှာဖြစ်ပါတယ်ကျွန်တော် masking ကဒီပုံတစ်ပုံမှာအရေးပါလားမပါလားဆိုတာတော့ကျွန်တော်ဒီပုံလေးကိုကြည့်ခြင်းအပြင် predict ကြည့်လဲတိလောက်ပြီးထင်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ပါမယ်